ရန်ကုန်ရေဒီယိုမှာအတန်လွှင့်တင်ဆက်နေပါတယ်ရှင်။ဘောလုံးဖန်ဘော်ရာတို့အတွက်ဒီတစ်ပတ်ရဲ့ဂိုးရိုက်များအစီအစဉ်ကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။နားတော်တာဆင်ပေးကြပါဦးရှင်။ဘာလို့နေရလဲ။ကန်လိုက်တော့လေ။ဂိုးကောင်းလိုက်ရဲ့ဂိုးကွာ။မင်္ဂလာပါရန်ကုန်ရေဒီယိုရဲ့ဂိုးရိုက်များအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုပါရခင်ဗျာကျွန်တော်ကတော့ငြိမ်းသစ်ဖြစ်ပါတယ်။ကျွန်တော်ကတော့ကိုပိုင်ပါ။ဟုတ်ကဲ့ပါကိုပိုင်ကျွန်တော်တို့ကိုရိုက်များအစီအစဉ်ကလည်းမတင်ဆက်ဖြစ်တာတော်တော်ကြာသွားပြီဗျဆိုတော့ကျွန်တော်တို့နိုင်ငံတွင်းမှာကျွန်တော်တို့စစ်ဘေးတဘာဝဘေးဒါပါတော့တမဟိုမင်းစိုးမင်းကြီးမဟုတ်ဘဲနဲ့တမတော်ဝါဆိုတော်ဝါကြီးရဲ့ဘေးတွေပါကျွန်တော်တို့ကခံနေရပါဗျခံနေရတဲ့အချိန်မှာကျွန်တော်တို့ရဲ့ထုတ်လွှင့်မှုတွေကိုကျွန်တော်တို့တနေရာရွှေ့ရင်းနဲ့ပဲအခုဒီချိန်ထိပြီးမြလေးရဲ့ယာတီကုန်ချိန်ထိရောက်လာပါဗျဆိုတော့ကျတော့ကိုပိုင်လောက်ပါအောင်ဒီနေ့ပြီးမြလေးအသင်းတွေပေါ့နော်ဘယ်လိုမျိုးအောင်ပွဲရည်နဲ့အဆုံးသတ်သွားမယ်လို့ကိုပိုင်ထင်တယ်ဗျဒီနေ့ကတော့ကျွန်တော်တို့အင်္ဂလန်ပရီးမီးယားလိဂ်ကအသင်းကြီးရဲ့အောင်ပွဲပို့ကြီးသူစကူးနိုင်တဲ့အနေအထားကိုအသင်းကြီးအများစုကလက်ကင်ထားနိုင်တယ်လို့ပြောလို့ရတယ်ဗျအင်္ဂလန်မပေးပရီးမီးယားလိဂ်ဘောလုံးရည်ရတယ်ပြီးဆုံးလို့ကြီးကက်လာတဲ့အချိန်မှာကျွန်တော်တို့လက်ရှိရလက်တွေတိုင်းပဲဒီနေ့တို့ရဲ့ဘောလုံးတင်ကကျွန်တော်တို့ပရီးမီးယားလိဂ်ချန်ပီယံကြီးကိုစုကြီးကိုကျွန်တော်တို့စကူးဖို့တော့တေချာတော့ရှိနေခဲ့တဲ့အနေအထားလေးရောက်နေပြီဗျာ။ဒါကအာဆင်နယ်လိုလည်းချန်ပီယံလိဂ်ကျန်နေတယ်။မန်ယူစပါးလိုလည်းယူပါလိဂ်ကျန်နေတယ်။ကျွန်တော်မန်စီးတီးကလည်းFAကစားကျန်အောင်မယ်။ကျွန်တော်စပါးကချက်စီကလည်းကျွန်တော်ကွန်ဖရင့်လိဂ်ကျန်အောင်။ဒီလိုမျိုးပေါ့အသင်းကြီးအများစုတွေကျွန်တော်တို့အားပေးရတဲ့အင်္ဂလန်အသင်းကြီးဒီတင်းတွေကအောင်ဝဲကိုစုကူးနိုင်လို့တော့ဒီယာတီပုံစံမျိုးချိန်နေမှာကိုကြီးတိုင်ဝဲလေးကိုကျန်သေးတယ်လို့ပြောလို့ရတဲ့အနေအထားပေါ့လက်ရှိကဟုတ်ကိုပိုင်ဆိုတော့လေကျွန်တော်တို့ဒီလိုတော့အောင်လီဗာပူးအသင်းပေါ့နော်လီဗာပူးအသင်းကျွန်တော်တို့လီဗာပူးဖိုင်မလားဆိုတော့လီဗာပူးအသင်းဒီနေ့ဧပြီထဲမှာပဲသူတို့ကပရီးမီးယားလိဂ်ဖလားခံမြောက်နိုင်မဲ့အခွင့်အရေးရှိတာပေါ့နော်ဆိုတော့အရှိနှစ်တွေတုန်းကပရီးမီးယားလိဂ်ကအပြိုင်ဆိုင်အပြင်းထန်ရှိခဲ့တာဒီနေ့မှာလီဗာပူးကဧပြီမှာတည်းကပရီးမီးယားလိဂ်ဖလားကိုစုကူးဖို့သူတို့မှာအခွင့်အလမ်းရှိနေပြီနော်ဆိုတော့ကိုပိုင်ဒီနေ့ပရီးမီးယားလိဂ်ရဲ့ရှင်ပြိုင်မှုတွေဂျာတီတောက်လျှောက်မှာဖြတ်သန်းမှုတွေကိုပိုင်ဘယ်လိုမြင်လဲဘယ်လိုသုံးသပ်မိလဲမသိဘူးဒီနေ့ပရီးမီးယားလိဂ်မှာတော့ကျွန်တော်ဘယ်လိုသုံးသပ်မိလဲဆိုလို့ရှိရင်ကျွန်တော်ကြိုက်တဲ့မန်စီးတီးအသင်းအစားပြောလို့ရှိရင်မန်စီးတီးအသင်းဆိုလို့လေကစားသမားဖြစ်တည်မှုတွေရှိခဲ့ပေမဲ့အဲ့လိုမျိုးသူလုံလောက်တဲ့ကစားပွဲအနေအထားမျိုးနဲ့တော့ယာတီပိတ်သိမ်းမှုဒီချိန်ကိုရောက်ရှိကြတဲ့အသင်းမျိုးတော့မဟုတ်ဘူးဒီနေ့မှာကျွန်တော်ထင်တယ်ပရီးမီးယားလိဂ်မှာအသင်းကြီးတွေကစားပွဲတစ်ခုမတည်ဆောက်နိုင်ပုံမှန်ခြေသွမ်းပြဖို့ရုံးနေရတဲ့ဒေတာတစ်ခုမှာကျွန်တော်ဖြတ်မြင်းလို့ပြောလို့ရတဲ့အသင်းတွေဒီနေ့မှာအားတော်ကောင်းတယ်လို့မြင်တယ် Northern Forest တို့ Newcastle တို့ Aston Villa တို့ဘုံမောက်တို့ဒီအသင်းမျိုးတွေကဒီနှစ်ဘောလုံးရည်မှာချန်ပီယံလိယူရိုပါလိဘလိုဥရောပတန်ပွဲတွေကိုနောက်နှစ်မှာရှင်ပြိုင်ကစားရဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီနှစ်မှာလုံးဝသူတို့ပုံမှန်နှစ်တွေထက်ကျူးသားအားထုတ်တာတော့လည်းကျွန်တော်တို့တွေ့ရတယ် Aston Villa လို့ရှိရင်လုံးဝကျွန်တော်အသင်းကြီးတစ်သင်းဆိုတဲ့အချိန်အဝါကိုပြန်သွားဖို့တော့သူပြောင်းလဲပြင်ဆင်မှုတွေလုပ်လာတယ်ကျွန်တော် Northern Forest ဆိုတဲ့ဒီတိုင်းအဲ့လိုအခြေအနေမှာကျွန်တော်တို့ပရီးမီးယားလိဂ်မှာပေါ့ဗျာပြိုင်ဆိုင်မှုပြင်းထန်တဲ့အသင်းကကျွန်တော်တို့အမှတ်ပေးပြီးတဲ့မှာအသင်း20ရှိတဲ့အခါမှာကျွန်တော်တို့15အသင်းလောက်ကလုံးဝအဲ့လိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ဒေတာတွေကြောင်းနေတယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့်ဒီနှစ်မှာတော့ကျွန်တော်တို့ Man City Chelsea ကျွန်တော်တို့စပါပုံမှန်အရင်တုန်းကပုံမှန်ခြေသွမ်းအင်အားတစ်ခုနဲ့ရှိနေတဲ့အသင်းတွေကဒီနှစ်မှာတို့ဖြတ်မြင့်အသင်းတွေကြောင့်တို့ပုံမှန်ပို့ပြီးတော့ဂျုံကန်သွားခဲ့ရတယ်ဒီနှစ်ကတည်းကဒီတန်ကိုတော့ကျွန်တော်တို့ဦးကြီးတို့ရဲ့လီဗာပူးနဲ့ဒီပြတစ်ကြီးအာလုံးစလောကတော့လုံးဝကြော်ဖြတ်နိုင်ခဲ့တယ်လို့ကျွန်တော်တို့ထင်တယ်ကြော်ဖြတ်နိုင်ခဲ့လို့ပဲဧပြီမှာဆိုတော့စီတီကျွန်တော်တို့စူဖလာကြီးကိုသိမ့်ပိုက်တော့ပေါ့ဆိုတော့ကိုပါကျွန်တော်နေနဲ့လီဗာပူးရဲ့အာနီစ်လောလီဗာပူးအသင်းသားရောဆိုရဲပေါ့နော်လီဗာပူးကဒီနေ့ပြင်ဆင်မှုမှာသူကခြီစာတယောက်လောက်ကိုပဲသူတို့တေချာခေါ်ခဲ့တာပေါ့နော်ဆိုတော့ကျတော့ဒီနေ့မှာဒဏ်ရာပြဿနာတွေအများကြီးကြုံရတယ်ဗျာဒဏ်ရာပြဿနာတွေအများကြီးကြုံရတယ်မန်စီးတီးဆိုရင်မန်စီးတီးတောက်လျှောက်ကြုံရတဲ့အတွက်မန်စီးတီးကပြန်မလာနိုင်တော့ဘူးပေါ့နော်ယာတီဝက်အကျော်မှာပုံမှန်နှစ်တိုင်းသူတို့ကပြန်လာနေကြလီဗာပူးအပေါ်မှာရှိနေပါစေအာကြီးအပေါ်မှာရှိနေပါစေမန်စီးတီးကပြန်ကျော်သွားပြီးတော့ယာတီပိတ်မှာသူတို့ပဲဖလားရသွားတာပေါ့နော်ဆိုတော့မန်စီးတီးကလည်းဒဏ်ရာပြဿနာတွေနဲ့အသင်းကိုအသစ်ပြန်လေတိဆောက်ဖို့လိုအပ်နေတဲ့အချိန်မှာပြန်မလာနိုင်ခဲ့ဘူးအာဆင်နယ်ကလည်းတကယ်လီဗာပူးကိုတိုက်တယ် race မှာစိန်ခေါ်မဲ့အာဆင်နယ်ကလည်းကျွန်တော်တို့ထင်သလောက်ထိအာတီတာအသင်းကမလုပ်ပြနိုင်ခဲ့ဘူးဗျာလားဆိုတော့ဂျားရကနေပြီးတော့ဒိုင်စားဝါလို့ပြောလို့ရတယ်ဆိုမှလီဗာပူးကအရန်ကောင်းနေလားဆိုရင်မဟုတ်ဘူးပေါ့နော်ထားမန်စီးတီးပုံမှန်ခြေသွင်းတိုင်းဆိုရင်လီဗာပူးဒီနေ့ဖလားရဖို့အတွက်မလွယ်ဘူးပေါ့နော်မလွယ်ဘူးဆိုတဲ့အခြေအနေပေါ့ဒီလိုမျိုးရလက်တွေနဲ့လီဗာပူးတင်နေတယ်ဆိုတော့ကျွန်တော်တော်လန်ရေးမှာဆိုလဲဒီမှာလာရှိုးကိုတင်းတယ်လို့ပဲဒီမှာအင်အားကြီးဖြည့်တင်းတယ်ဒီမှာကျွန်တော်တို့လာရှိုးကိုရဖို့အတွက်တိုက်တယ်ဒီမှာတက်ဖွဲ့စုဖွဲ့တိုက်တယ်ဒီမှာစစ်တပ်ကလည်းပြန်ပြီးခုခံတယ်နောက်ဆုံးအခုလာရှိုးပြန်ပေးလိုက်ရတယ်ဗျာလာရှိုးပြန်ပေးတဲ့အချိန်မှာတရုတ်ကခန့်ခန့်ကြီးနဲ့ဝင်လာပြီးတော့တရုတ်လန်နေထောင်ပြီးတော့ဒီမှာ
အပြစ်ခတ်ရက်စဲရေးငင်းချမ်းရေးဆိုတော့ဂျားတွေကထိုင်စားသွားတယ်ဗျာဒါလီဗာပူးလည်းအဲ့ဒီကွက်ပဲဒီမှာဘယ်သူမှတော့အများကြီးပို့ပြီးတော့ကောင်းနေတာမဟုတ်ဘူးတကယ်သူတို့မန်စီးတီးတို့အာဆင်နယ်တို့ရဲ့ချီချုံမှုတွေလီဗာပူးအသင်းရဲ့ဒီ consistency ဖြစ်ရဲ့ဗျာဒီမှာပြောရမယ်အမြဲတမ်းနိုင်တဲ့ပွဲတွေကိုနိုင်တဲ့ဟာတွေပေါ့နော်ဆိုတော့အဲ့ဒီဟာတွေကြောင့်လားသူတို့ရသွားတာပေါ့ဗျာဆိုတော့ကျတော့နောက်တစ်ခုသွားအောင်ကိုပိုင်နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ဟုတ်ပြီအဲ့ဒီမှာပီးမီယာလိမှာကျွန်တော်ဒီနှစ်က9 သင်းကချန်ပီယံလိကိုတိုက်ရိုက်ဝင်ခွင့်ရဆိုပေမဲ့ကျွန်တော်ပီးမီယာလိရဲ့ title race ရဲ့အောက်မှာပေါ့နော်မန်စီးတီးအာဆင်နယ်မန်စီးတီးနယူကာဆယ်နော်တင်ဟမ်ဖောရက်စ်အက်စတွန်ဗီလာတမချက်ဆီပေါ့နော်ဆိုတော့အဲ့ဒီတင်းနေရှိတယ်အဲ့ဒီတင်းနေထဲမှာမန်ယူနဲ့စပါးနဲ့မပါဘူးမန်ယူနဲ့စပါးနဲ့ကဒီအမှတ်ပေးစရာမှာ1 to 5ထဲကိုဝင်ဖို့တော့တို့မှအခြေအနေမရှိတော့ဘူးဗျာလားဒီနေ့တို့ရဲ့အခြေစမ်းရဆိုတော့တို့အနေနဲ့ယူရိုပါလိကိုအနိုင်ရမှသာချန်ပီယံလိကိုဝင်မှာဗျာလားဆိုတော့တခုတည်းသောဖလားကိုကင်မြောက်မယ်ဆိုလေစပါးရောမန်ယူရောအတွက်ကယူရိုပါလိမျှော်မှန်းချက်ပဲရှိဆိုတော့ကြတော့ဒါမှတသိမရဒါမှစပါးကလည်းတစ်ဖက်မှာချန်ပီယံလိယူရိုပါလိဖိုင်နယ်ကိုတက်နိုင်တဲ့အခွင့်အရေးရှိတယ်မန်ယူကလည်းဘီဘာအိုနဲ့ကန်ရမယ်ဘီဘာအိုနိုင်တာနဲ့ချန်ပီယံလိယူရိုပါလိဖိုင်နယ်ကို sorry ဗျာချန်ပီယံလိပဲပြောနေမိရယူရိုပါလိအသင်းတွေကိုဆိုတော့တက်မှာပေါ့နော်ဆိုတော့တကယ်ဒါ English final ဖြစ်မယ်ဆိုရင်စပါးနဲ့မန်ယူမှာဘယ်သူရအောင်မယ်လို့ထင်တယ်ကိုပါမန်ယူ final ကတော့မန်ယူပဲဒီမှာတရေနီပဲရမယ်ဒီနေ့ကတော့ဒီမှာချန်ပီယံလိကငါတို့နောက်နေ့ပြန်လာမယ်ပါပြောနေရပဲဆိုတော့လေမန်ယူရဲ့ဒီနောက်ဆုံးပွဲတွေကိုကြည့်တယ်ဆိုတဲ့ဟာမှာမန်ယူကလည်းသူ့ရဲ့ကစားကွက်တစ်ခုကိုပြန်ပြီးစောက်ဖို့တော့တဲတန်ကျူးစာအားထုတ်လာတယ်ဒါပေမဲ့တိုက်စစ်မှာပေါ့လို့ဝိုင်လန်ဇီဇီကာနာချိုသူတို့ရဲ့ပြောအောင်လေအများကြီးသူတို့ပေါ်မျှော်မှန်းနေရတဲ့ကစားကွက်ကြီးရတယ်အခြေပြုတယ်အဲ့လိုဆိုတော့မန်ယူကဒါဘီဘာအိုကိုကြော်ဖြတ်နိုင်ခဲ့ပြီးတော့ဖိုင်နယ်ကိုရောက်လာတယ်လို့ရှိရင်ကျွန်တော်တို့မန်ယူဖန်တွေထင်ထားတဲ့အတိုင်းပဲဒီနှစ်ကတော့မန်ယူပါဆိုတော့ဆိုတော့လွှမ်းမိုးမျိုးတွေကျွန်တော်တို့ထပ်မြင်ရပြီးတော့မန်ယူကရေပန်းစားလို့ဖြစ်ပါပဲကျွန်တော်ထင်တာတော့ဖိုင်နယ်မှာမန်ယူနဲ့စပါးတွေ့ရင်ကျွန်တော်တို့စပါးနိုင်တယ်လို့ထင်တယ်။ဘာလို့စပါးကန်နဲ့စပါးလို့အသင်းမျိုးရဲ့ play style ကဒီနှစ်မှာဥပမာလို့ပေါ့။မန်ယူကလည်းသူတို့အနိုင်ရဖို့အတွက်ယူပါလီဖလာယာမှာ channel လေးဝင်မှာတယ်ကျွန်တော်ဒူးသားလာတယ်။အဲ့လိုရှုံးတဲ့ပွဲတွေမှာကျွန်တော်စပါးကိုကြိုက်တယ်။မန်ယူထက်ပေါ့ဆိုတော့မန်ယူကတော့ရှင်းရလာရောမို့ကျွန်တော်တို့အချိန်ပေါ်ဒီ 4-2 နဲ့ရှုံးနေပြီးတော့ကျွန်တော်တို့ 5-3 နဲ့နိုင်သွားတော့ဆိုတော့နီးရဖာဂူဆန်လက်ထက်မှာအောင်ဒါမျိုးကမရှိခဲ့ဘူးလို့ပေါ့တမန်ငါတို့မန်ယူကပြန်လာပြီးတော့တမန်ဘာနဲ့ပြန်လာလဲမသိဘူးနည်းနည်းတော့ကြာအောင်ကြာမှာပေါ့နော်လောဆယ်တော့အမှတ်ပေးစရာအောက်ဆုံးတော့ကတ်နေတာဟိုနေ့ကလီဗာပူးကလက်စတာကိုနိုင်ဝါလို့တာပေါ့နော်မနိုင်ဝါဘူးဆိုရင်တန်ဆင်းဆောင်တိုက်ပွဲကလည်းပြင်းထန်နေဦးမှာဆိုတော့ကျတော့တေချာလည်းမန်ယူတန်ဆင်းဖို့တော့မရှိတော့ဘူးပေါ့နော်ဒါတန်ဆင်းသွားကြပြီပေါ့နော်ဆိုတော့ကျတော့ကျွန်တော်ထင်တယ်စပါးလည်းအခွင့်အရေးရှိတယ်မန်ယူလည်းအခွင့်အရေးရှိနေပါဆိုတော့ကိုပိုင်ဒီနှစ်မှာလေမန်ယူအသင်းကနည်းနည်းချစ်တီးကြလို့ထင်တာပေါ့နော်သာပါတမဒီပိုင်ရှင်တွေကတမပွဲကြီးတဲ့လက်မှတ်ဖို့တိုးတာတို့တမထားပါတော့ဒီလီဂျန်တွေကိုပေးတဲ့ပတ်စံတွေဖြတ်တာတို့တမအသင်းရဲ့အသုံးစရိတ်တွေရှော့ချတာတို့ဒါမျိုးတွေလုပ်နေရပါတော့ဆိုတော့မန်ယူမှာအဲ့လိုမျိုးစီးပွားရေး crisis ဖြစ်နေတာပေါ့နော်စီးပွားရေးပြက်ကတ်သွားလုံဖြစ်နေတာပေါ့ဒါပေမဲ့သူကကွန်းတစ်ကိုတိစောက်မယ်လေပြောသေးရဗျာဆိုတော့ကိုပိုင်မလို့ထင်တယ်ကျွန်တော်မန်နဲ့ပတ်သက်ပြီးဆိုရှင်ကျွန်တော်တို့ရှေ့ကဘူရညာအစီအစဉ်အပိုင်းတွေမှာကျွန်တော်တို့အစည်းအဝေးခဲ့ဘူးလို့ပဲမန်ယူကပုံစံနောက်ပိုင်းနှစ်တွေမှာအတင်းကြီးတင်းဖြစ်ခဲ့ပြီးတယ်သူရဲ့အရှိန်အဝါနဲ့သူရဲ့ကစားဟန်နဲ့တစ်ဖက်ကပြောင်းလဲလာတဲ့ကျွန်တော်တို့ဘောလုံးရည်စည်းကြောင်းနဲ့ဖြစ်တဲ့နဲ့ဒါတွေကိုလည်းရုံးကြီးတင်မှုရှိအောင်ပြောင်းလဲတဲ့အခါမျိုးမှာလိုအပ်ချက်တွေအများကြီးရှိတယ်သူတို့အတင်းလေးကြီးဝင်နေသူရဲ့စိတ်ဓာတ်တွေအဲ့လိုမျိုးမန်ယူရဲ့အရှိန်အဝါကြီးနေလို့ဒါသိမသိတာသူတို့အခြားအသင်းတွေနဲ့ပြုပြင်ပြောင်းလဲမှုအရာကိုရှင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အများကြီးနောက်ပေါက်ကြကန်ကြံခဲ့တယ်ကျွန်တော်တို့ပြောလို့ရတယ်ရှေ့မှာလည်းကျွန်တော်တို့အများကြီးပြောခဲ့တာမန်ချက်စတာယူနိုက်တက်ကအခုချိန်မှာလိုအပ်နေတာမျိုးကအခြေအနေအတိုင်းနီးရင်ကြည့်ကြပြီးပြောင်းလဲပြုပြင်ရမယ်အခြေအနေမျိုးမဟုတ်ဘူးဗျာသူတို့ကမန်ယူလိုတဲ့အသင်းဖြစ်တယ်သူတို့လူလာတဲ့ဟာတွေကဥရောပရဲ့ချန်ပီယံလိလည်းစုကိုလည်းသူတို့ညှော်မှန်းနိုင်တယ်သူတို့စိတ်ပေါ်နိုင်တယ်ပရီးမီးယားလိချန်ပီယံဆိုလည်းသူတို့စိတ်ပေါ်နိုင်တယ်ဒီလိုအသင်းမျိုးဖြစ်တယ်ဒီလိုအသင်းမျိုးရဲ့လူလာချက်ကအိမ်မကကြီးတယ်ပြီးတော့သူတို့ကဘယ်လိုပြောမလဲပြည်ပြောင်းလဲမှုထက်ကြာကျွန်တော်ကတော့ဖြူချပြီးတော့ပြန်ပြီးဆောက်တဲ့လမ်းတွေကိုသုံးရမယ်လို့ဆိုတော့ကျွန်တော်အိမ်မှာဗာမြင်လဲဆိုပဲလားကျွန်တော်နိုင်ငံကြီးလိုပဲတမန်မန်ယူတင်းရဗျာထားပါတော့ဘယ်လိုပြောရမလဲပုံမှန်ချင်းနေပြန်ရောက်ဖို့ဆိုတာထက်ဗျာမန်ယူတင်းရဲ့ပုံမှန်ချင်းနေပြန်ရောက်တာမန်ယူတင်းအောင်မြင်မှုရနေတဲ့ပုံမှန်ချင်းနေပြန်ရောက်ဖို့အတွက်စူးစမ်းတာထက်ဗျာသလား
ထားပါတော့ဟိုအာဆီယံကမြန်မာနိုင်ငံကိုပုံမှန်ချင်းနေရောက်အောင်စူးစမ်းနေလို့မျိုးသလားမန်ယူပိုင်ရှင်တွေကမန်ယူပုံမှန်ချင်းနေပြန်ရအောင်စူးစမ်းမှာမဟုတ်ဘဲနဲ့မြန်မာနိုင်ငံလိုပဲမြန်မာနိုင်ငံမှာကျွန်တော်တို့ကဗျာပုံမှန်ချင်းနေရောက်ဖို့စူးစမ်းနေမှာကျွန်တော်တို့ revolution တစ်ခုကျွန်တော်တို့ကသွားနေပြီးတော့နိုင်ငံတစ်ခုတည်ဆောက်မှာဗျာဆိုတော့အဲ့လိုပဲမန်ယူကလည်းတကယ်အောင်မြင်မှုတွေကျွန်တော်တို့အောင်ပွဲတွေရဖို့လို့ဆိုရင်တော့ကျွန်တော်တို့တော့ထင်တယ်သူလည်းအဆုံးဗျာလာပြောချင်တာနီးပြကစားသမားအိုနာနာပါဗျာအိုနာနာတော့ကိုသမားကိုမဖမ်းတင်တာဆိုတော့အိုနာနာပါကျွန်တော်တို့အကုန်လုံးတော်လိုင်းလုပ်ပြရမှာမန်ယူမှာတရေနေတော်လိုင်းလုပ်ပြရမှာဆိုတော့အဲ့လိုဖြစ်တင်တာပေါ့ဒါအဲ့မလားအကုန်လုံးပြောင်းပြလိုက်ရမှာအဲ့တော့ဖြိုချပြီးအကုန်အသစ်ပြန်ဆောက်တင်တာပေါ့ဆိုတော့မန်ယူအသင်းကအဲ့လိုမျိုးကလုံးမှာကျွန်တော်တို့နောက်တစ်ချိန်မှာကျွန်တော်တို့အင်္ဂလန်ရဲ့ထိပ်သီးတင်နေပြန်ဝင်လာမှာပေါ့နော်ဆိုတော့လမ်းကြုံတော့ပြောလိုက်မှာကျွန်တော်တို့လီဗာပူးကပရီးမီယာလိဖလားအကြိမ်20ရသွားပြီဆိုတော့အင်္ဂလန်မှာအကောင်မြင့်ဆုံးအသင်းဖြစ်သွားပြီနော်ဆိုတော့ဒါလေးပဲထည့်ပြောပေးပါမယ်ဆိုတော့โอเคကိုပိုင်းကျွန်တော်တွားကြပြီနောက်တစ်ခုတွားကြပြီနောက်တစ်ခုကကျတော့ကဲကိုပိုင်းရဲ့ Man City FA ရမှာလား FA ရမှာလား Nottingham Forest နော်ပြီးရင်ဟိုဘက်က Aston Villa နဲ့ Crystal Palace နော်ဆိုတော့ရမှာလား Man City ကဘယ်လိုလဲနောက်ဆုံးကန်နေတဲ့ Aston Villa ကိုနိုင်ခဲ့တဲ့ပွဲကစိတ်ဓာတ်မျိုးကိုဒါထိန်းရတယ်လို့ရှင်ပေါ့ Man City ကဖလားလက်မဲ့အရာကြီးနဲ့ရင်ဆိုင်ရဖို့တော့နိုင်ကန်မယ်လို့တော့မျှော်လင့်ပါတယ် Man City ကတကယ်ဟိုဒီနှစ်မှာတော့လိုအပ်ချက်တွေအများကြီးကိုရင်ဆိုင်နေရတယ်သူတို့လည်းဟိုရှိရနိုင်လို့ပဲတင်းနီတော်လိုင်းကြီးလို့ပဲ possession game တော်လိုင်းကြီးတီကီတာကတော်လိုင်းကြီးဒါမျိုးသူတို့စင်ရွေးဖို့လိုနေတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဘာလို့ဆိုတော့ဘောလုံးနိုင်လာတဲ့ဒီစနေရကျွန်တော်တို့တစ်ဖက်အသင်းနဲ့ကျွန်တော်တို့ Man City အသင်းရတာသမားတွေကဘောလုံးရှင်ကန်နေရတယ်ပူပင်မန်းနေရတယ်တို့ကပူပင်မန်းခက်ခဲတဲ့လမ်းတွေကိုလိုက်နေပြီးတော့အဲ့လိုဘောလုံးပွဲကိုလူချင်းကန်နေတာဖြစ်တဲ့ကြောင့်ဒီလမ်းတွေအောက်မှာကျွန်တော်တို့ rotary တန်ရတာမျိုးတွေသူ့နေရာမှာဝင်ဖြည့်ဖို့အတွက်ဒါသမားတွေကလူသားတွေဖြစ်တဲ့အတွက်ကြောင့်ဒီ Man City တင်းရဲ့ Guardiola လိုအပ်တဲ့ကစားဟန် Guardiola လိုအပ်တဲ့ဒီယူဟာလိုချင်တဲ့ပုံစံကိုတိုက်တဲ့အခါမျိုးမှာအရန်ကြီးအကျက်တွေရင်တိုင်ကြရတယ်။အခုကြီးပြောလို့ကျွန်တော်တို့ဥပမာပြရလို့ရှိရင်လုံးဝဒီဘဟုချုပ်ကန်ခွင့်ဒီဘောင်းဆောင်တယောက်ဒီတယောက် Guardiola ရဲ့ဒီစတဲ့သွားခြင်းကစားဟန်အတိုင်းကိုပဲကျွန်တော်တို့ဒါသမားတွေကလိုက်ပြီးစော့ကစားပြီးနေတဲ့အခါမျိုးမှာသူတို့ရဲ့ပုံမှန်ခြေပန်းတွေပျောက်ဆုံးသွားတဲ့ဟာတွေလည်းရှိတယ်ပေါ့။ဥပမာမာမွတ်ဆိုလို့ရှိရင်လည်းပေါ်တိုင်းဆိုတဲ့သူမဟုတ်ပေမဲ့သူတိုက်စစ်ကိုခါလည်းမရှိရအောင်ဝင်ဆိုရတာတွေရှိတယ်။ဟုတ်တယ်။ဒီနေရာမှာအသိဝင်လာတဲ့ကွန်ဆာလေတွေကလည်းအများကြီးမဖြစ်ဘူးဆိုတော့ကိုပိုင်ပြောလို့ဆိုတော့ဒါနီးပြနေပြီးသူလိုချင်တဲ့ပုံစံနဲ့ကစားသမားတွေကိုပုံစံကိုတည်းသွင်းတာမျိုးမဟုတ်ပဲနဲ့ထားပါတော့ဥမာမာမွတ်ကဘယ်နေရာမှာကစားတင်တာလဲသူကဘယ်နေရာမှာအားတန်တာလဲဟို player တယောက်ချင်းစီရဲ့အားတာချက်တွေကိုကျွန်တော်တို့ကတိပြီးတော့အဲ့ဒီဟာကိုအသုံးချဖို့လိုရတာဗျာဆိုတော့ခုနကကိုပိုင်ထောက်ပြောလို့ပဲကျွန်တော်တို့တော်လန်ရေးမှာလဲတော်လန်တယောက်ချင်းစီရဲ့ပါဝင်မှုဗျာပြီးတော့သူကဘယ်နေရာမှာအားတာနေရလဲသူ့ကိုနေရာရဲပေးဖို့လိုတယ်ဗျာဆိုတော့ကိုပိုင်မျိုးလိုပဲဂွာဒီယိုလာနေနဲ့လည်းတကယ်ပုံစံကွက်တွေပါတယ်သူပြင်သင့်တယ်ပြင်ရမှာပါဗျာကျွန်တော် Man City fan မဟုတ်တော့တိတ်တော့အကျွမ်းမှုဝင်မယ်အဲ့လိုထင်တယ်ပေါ့နော်ဆိုတော့ကိုပိုင်ရမယ်လို့အချင်းတီပေါ့ယုံနေမလား FA ကတော့တော့ယူပေးရမှာပေါ့ယူပေးရမှာပေါ့โอเคဗျာဟုတ်ပြီဆိုတော့ကျွန်တော်တို့နောက်ဆုံးတစ်သိမ်းမဲ့ကျန်တော့ရယ်ကျွန်တော်တို့ဒီနေ့ပရီးမီယာလိလီဗာပူးဒါယူရိုပါလိမှာဆိုရင်မန်ယူနဲ့ဆက်ပါဘယ်သူရမလဲပြီးတော့ FA မှာဆိုရင် Man City ရနိုင်တာပေါ့နောက်ဆုံးကတော့ကျွန်တော်တို့ရဲ့ Chelsea ပေါ့နော်Chelsea အသင်းတော့ကြံသေးတယ်နော်ဟိုယာတီဝက်နောက်ပိုင်းမှာတွေကကိုပါမာစီးပေါ့နော်ကိုပါမာအသင်းကကျွန်တော်တို့ဟိုသူခြေစမ်းမပြရနဲ့ဒီမှာရလက်တွေကကမောက်ကမဖြစ်ပြီးတော့တော်ဖိုးတွေကပါကျွန်တော်တို့ထွက်ပေးလိုက်ရပါတော့အဆောင်ကတော့လီဗာပူးကိုဟို Title Race မှာစိတ်ပြန်ရှင်ပြိုင်တော့မလားဘာညာဖြစ်ခဲ့ပေမဲ့ယာတီဝက်နောက်ပိုင်းမှာကိုပါမာခြေစမ်းပြောက်တာနဲ့ Chelsea ကအောက်ကိုရောက်သွားတာပေါ့နော်ဆိုတော့ Chelsea ကကျွန်တော်တို့ Conference League တော့ရတင်တယ်ဟိုရနိုင်တယ်မို့ရတင်တယ်ဘာလို့ဆိုတော့သူ့မှာရှိနေတဲ့ကစားသမားဘလုံးအဆင့်အတန်းနဲ့ဒီ Conference League မှာကစားနေတဲ့အသင်းတွေဆိုရင်အများကြီးกว่าဆိုတော့Chelsea က Conference League ကိုရတင်တယ်ဒါပေမဲ့တခုစဉ်းစားမှာကကျွန်တော်တို့ Final မှာတွေ့မဲ့အသင်းပေါ့နော်ဒါတေချာ Semi Final ကတော့တက်မှာဗျာ Semi Final တော့ကျင်းနေပေါ်နိုင်မှာတေချာတဲ့ Chelsea ကဒါပေမဲ့ Final မှာ Fiorentina ဒါမှမဟုတ်ရင် Real Betis နဲ့တွေ့ရမှာကျွန်တော်တို့ Man U ရဲ့ဟုတ် Man U ရဲ့ဂုဏ်ရှိတဲ့အသင်းနဲ့တွေ့ရပါအန်တိုနီနဲ့တွေ့ဆိုတော့Chelsea ရောထားပါတော့အန်တိုနီဒါမှမဟုတ်ကျွန်တော်တို့ Fiorentina ဆိုရင်ဒီကီယာပေါ့ဗျာထားပါကျွန်တော်သိရဲ့ကစားသမားတွေဆိုထားပါတော့နိုင်ပါမလားပေါ့နော်နိုင်ပါမလားChelseaရပါမလားChelsea ရပါမလားဆိုချီရပွဲရတော့ဘယ်လိုဘောလုံးဆိုတဲ့ကောင်းChelseaပွဲမှာတော့လက်ပြကြတယ်Chelsea နဲ့တွေ့ရမယ့်အသင်းဆိုလို့ရှိရင်ဘောလုံးပြတ်တဲ့ညီညီနောက်ဖို့ City ကကြီးပိုင်ရမှာချက်ညက်ပြတယ်
Conference League ကတော့ခုနရှိရကိုနေတစ်ပြောရလို့ပဲချက်ကြီးအသင်းရဲ့ကစားသမားအင်အားနဲ့အသင်းအင်အားကြီးကိုရှင်ကန်နိုင်တဲ့အသင်းလို့ပြောတော့မရှိဘူးဒါပေမဲ့တစ်ဖက်မှာဘက်တစ်နဲ့ပင်လိုဒီနာဒီနှစ်သင်းကကျွန်တော်တို့တက်ဆိုင်ရာစပိန်လာလီဂါနဲ့ကျွန်တော်တို့ဒီအီတလီစီးရီးအေမှာကျွန်တော်တို့ပရီးမီးယားလိဂ်က Northern Forest ပရီးမီးယားလိဂ်က ဖြတ်မြင်းသေးတယ်ပေါ့အဓိကဖြတ်မြင်းသေးတယ်ဖြစ်အောင်အားတော်တော်ကောင်းတဲ့အသင်းတွေလို့ပြောလို့ရတယ်။ကျွန်တော်ကဘက်တစ်နဲ့ဖီယိုဒီနာရှင်းလို့ရှိရင်လည်းဖီယိုတော့ကိုကြိုက်တယ်။ဘာလို့လဲဆိုတော့ဘက်တစ်ပါလို့ကျွန်တော်တို့ရဲ့ဂုဏ်ကြီးကျွန်တော်တို့မန်ဖန်ရဲ့ဂုဏ်ကြီးအန်တိုနီဘောကစားဖို့အရန်တဲ့အန်တိုနီကိုဘာစီလိုနာခေတ်ကမက်ဆီဆော့လို့ပြောတာတရား။ဘောလုံးရနဲ့အန်တိုနီကြီးပေးပြီးဆုံးနေတာကြီးကျွန်တော်အဲ့လိုမျိုးဒီရှုံးတော့ပွဲတော့အလုံးမဖြစ်တော့ဖြစ်နေ။အဲ့တော့ကျွန်တော်မှန်းလာတာတော့ချက်ကြီးကဖီယိုဒီနာနဲ့တွေ့မယ်ပေါ့။ဖီယိုဒီနာနဲ့တွေ့တဲ့အခါမျိုးမှာကျွန်တော်တို့လက်တွေ့မှာဘယ်သူကအလုပ်ကိုလုပ်တယ်ဘသူပို့စာလောင်လဲဒီချန်ပီယံစုအတွက်လို့ရှောက်လန်းလာတဲ့ဒီအိမ်မန်ဒီဒန်အတွက်ဒီပန်းနိုင်အတွက်ဒီမိနစ်90ဆိုရဲကွင်းထဲကဘောလုံးကွင်းထဲမှာဘသူတွေကတောင်းဝင်ကြေဝင်သွားနေကုတောင်းဝင်ကုထမ်းသွားနေဆိုတဲ့အရာကလုံးဝဒီပွဲအဖြစ်ဖြစ်သွားပါတယ်ဆိုတာဒီလားကျွန်တော်တို့ဒီဘက်တော့ဖြစ်သွားတယ်အင်းကြီးရောအင်းကြီးရောအဲ့တော့တပိပြလာတယ်ဟုတ်တယ်ကိုပိုင်ဆိုတော့ကျွန်တော်အခုမှသတိထားမိရမန်ယူကထွက်သွားတဲ့ကစားသမားတိုင်းကမန်ယူမဟုတ်ရင်အကုန်ကောင်းတယ်ကောင်းတယ် brush ကိုလည်းကောင်းတယ်အင်တိုနီလည်းကောင်းတယ်ဒီကီယာလည်းကောင်းတယ်တမအကုန်ကောင်းတယ်မန်ယူမှာပဲဖီယိုဒီနာဒီကီယာရဲ့ပါလာနော်ဟုတ်တယ်ဆိုတော့အန်တိုနီဒီကီယာကိုဘိုးပြန်သွင်းတာဆိုတော့ကျွန်တော်တို့နောက်ဆုံးပိတ်ပြောရရင်တော့ဗျာကျွန်တော်တို့ပီးမီးယားလိအသင်းတွေကဗျာကျွန်တော်အာဆင်နယ်ဒီသွားကြတယ်ဒီကျွန်တော်ရဲ့ဂိုင်းနာကြီးချက်တကယ်တော့ကျွန်တော်ကဒီလိုဗျာနှစ်တိုင်းလို့ဗျာဒုတိယလူဖြစ်ပြီးတော့ခွက်ပြောက်နေတော့ဗျာကျွန်တော်ကမေ့သွားတာချန်ပီယံလိရှိရဆိုတာအာဆင်နယ်နဲ့ချန်ပီယံလိကိုကျွန်တော်တွဲပြီးတော့ဘယ်တော့မှခေါင်းနဲ့မစင်းစားမိဘူးမေ့သွားဆိုတော့အခုအိုင်ချောင်းဆက်အောင်ဆိုတော့အိုင်ချောင်းဆက်အောင်ဟုတ်တယ်အိုင်ချောင်းဆက်ကိုကျွန်တော်အဲ့လိုဘာကြောင့်အိုင်ချောင်းဆက်မှာလဲအိုင်ရချန်ပီယံဒီဖလားရမှာလားတဲ့ဘာစီလိုနာကိုထက်ရှုံးမှာလားကျွန်တော်ဘူးစိတ်နေတာဒါပေမဲ့ရှင်းပါလေကိုငိမ့်တလို့ရဲ့ဒီပါဘူးကိုတီးသွားတယ်ဒီလိုတကယ်ကောင်းတာPSGကတကယ်ကောင်းတာကိုရီယိုနိုင်ဝါလို့ပြောတာမဟုတ် PSG တကယ်ကောင်းတာတကယ်ကောင်းတာဆိုတာလီဗာပူးနဲ့တွေ့ချိန်မှာ PSG ကတကယ်ဟိုအားသွန်ခွန်ဆိုင်တကယ်ချန်ပီယံလိကိုစားလောင်နေတဲ့အသင်းအနေနဲ့ကိုတွေ့ရတာဗျာတွေ့ရတာထားပါတော့ကျွန်တော် Real နဲ့ကန်နေတော့မှ Real အဲ့လိုမျိုးသူတို့ချန်ပီယံလိလိုချင်ပြီးစားလောင်နေပါတယ်ဆိုတော့ကစားသမားတွေရဲ့ passion ကိုမတွေ့ရဘူးဒါပေမဲ့ PSG မှာတွေ့ရတယ်ဆိုတော့ထို့တူပဲအာဆင်နယ်မှာလည်းတွေ့ရတယ်အဲ့ဒီဟာကိုအာဆင်နယ်ကတော့သူတို့ချန်ပီယံလိနဲ့ဝေးကွာနေတဲ့အသင်းဖြစ်ပေမဲ့ဒီနေ့တော့သူရမယ်လို့ဂန်းနာတွေကတော့အလန်းစားပြောနေရပဲပေါ့နော်ဒါပေမဲ့မတည်သေးဘူးရသလားနှစ်တိုင်းဒုတိယလူပဲဖြစ်မလားဆိုတာမရှိသေးဘူးကျန်းစာရေးထုတ်ပြမလားပေါ့နော်ဒုတိယလူဖြစ်မလားဆိုတော့ကျွန်တော်ထင်တယ် PSG ကိုနိုင်ရင်တော့ချန်ပီယံလိရအောင်နဲ့ဒါပေမဲ့ကျွန်တော်ပြောလို့ခုနကိုပိုင်ပြောလို့ဒီမှာ final မှာကဘာကာဒါမှမဟုတ်အင်တာနဲ့တွေ့မှာပဲလားဆိုတော့ကျွန်တော်တင်နေဘာကာပဲတက်လာမယ်လို့ကျွန်တော်ဟိုဘက်မှာတော့လေဒါဒီဘက်မှာအာကြီးတက်မလား PSG တက်မလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ကျွန်တော်တင်နေဟို PSG ကိုနိုင်ဝိုင်းတော့ဗျာကျွန်တော်ကအာကြီးကိုပဲကျွန်တော်ချန်ပီယံလိပေးလိုက်ချင်တယ်လားဟိုကျွန်တော်တို့ဘာကာကိုလည်းကလေးစားချေပြီးသားဖြစ်တယ်ဗျာလက်တုံးပြန်ပြီးသားဖြစ်တယ်ဗျာဟိုကျွန်တော်တင်လာတော့ဒီ2024 2025ဘောလုံးရဒီမှာကျွန်တော်အကြိုက်ဆုံးကစားသမားလမိုင်းရတကယ်တော့လမိုင်းရမယ်ပြီးရင်အဲ့ Robin ပတ်လရီဟုတ်ကဲ့ညာတကယ်ကောင်းတာသူတို့ကစားရဲဆိုတဲ့အရာတွေကကျွန်တော်တို့ရှေ့မှာပြောသလိုအဲ့လိုဒီဘောလုံးကွင်းထဲမှာငါတို့ဘူးတွေသွင်းမယ်ငါတို့အဲ့လိုမျိုးဖန်တီးမှုတွေလုပ်ကြမယ်ငါတို့အောင်မြင်အောင်စော်ကစားကြမယ်ဘောလုံးအတန်ကူဝမ်းကြောင်းပြုမယ်ဆိုတဲ့အရာမျိုးတွေသူတို့အပူပေါင်းလှုပ်ဆောင်မှုပို့လူလာတယ်လို့ကျွန်တော်တို့ရှေ့မှာမြင်ရတယ်သူတို့ကအဲ့လိုမျိုးငါတို့ဒီကွင်းထဲမှာငါတို့ဘာစီလိုနာဆိုတဲ့ခေါင်းနဲ့အောက်မှာငါတို့ရှိတယ်ငါတို့ရဲ့ဒီဘာစီလိုနာဆိုတဲ့အသင်းတွေသူတို့တိုးစားနေကြတယ်ဆိုတဲ့အရှိန်မျိုးကိုကျွန်တော်ဟိုဖြစ်တယ်အာဆင်နယ်ကလည်းကျွန်တော်တို့အရင်နှစ်တွေမှာတို့ပြောင်းလဲမှုတွေပြင်ဆင်မှုတွေလုပ်နေပဲလေအဲ့လိုထင်လို့ဖြစ်လာတဲ့အခါမှာသူတို့ဒီနှစ်မှာသတိထားကြည့်လို့ရှိရင်ပွဲချင်းကန်တဲ့ပုံစံသူတို့ဒါသမားရဲ့အဓိက defense ကိုစတီဘာနဲ့ကာဗီရဲ့အဲ့လိုမျိုးဥဆောင်လာတယ်သူရဲ့ခံစစ်ကလည်းတကယ်ချစ်တက်လာတော့အာဆင်နယ်ကဒီနှစ်မှာတော်တော်ပြည့်စုံလာတဲ့အသင်းဖြစ်လာတယ်ဒါပေမဲ့လုံးဝဘယ်လိုပြောမလဲချန်ပီယံလိကတော့အနှစ်သာရအပြည့်အဝလို့ဖြစ်နေတယ်လို့ကျွန်တော်ယုံကြည်ရဲ့ဒီအင်တာမီလန်နဲ့ PSG ကိုအများကြီးမပြောချင်ဘူးပဲဘာစီလိုနာမှာဆိုလို့ရှိရင်လည်းဒီလမိုင်းရမယ်လို့ဒီ Rafinha လို့ပတ်ရီလို့အများကြီးဒါမှလူငယ်ဒါမှတက်စားတွေအများကြီးလုံးဝတိတိကျကျခြေလှမ်းပြနေတဲ့အချိန်တစ်ပတ်မှလည်းအာဆင်နယ်ရဲ့ခံစစ်အာဆင်နယ်ရဲ့ကွင်းနဲ့ခံစစ်တွေကွင်းနဲ့တိုက်စစ်တွေက Rodriguez တို့ Declan Rice တို့စတီဘာကာဗီတို့တိတိကျကျဖြစ်နေတဲ့အချိန်ပါသူတို့နှစ်သင်းတာ final မှာတွေ့ချင်းကျွန်တော်တို့လုံးဝချန်ပီယံလိရဲ့အနှစ်သာရတော့
ပြန်ပေါ်ဦးမှာပေါ့။အဲ့မဲ့လေကိုကြီးတို့ရဲ့ဟိုထုတ်ခဲ့တဲ့ PSG ကိုကျော်လွှားဖို့ပြင်တော့သူတို့စဉ်းစားပါတယ်။ဘာလို့ PSG ကလည်းတော်တော်ကစားပွဲတစ်ခုအတီးပြုပြီးတော့ဒန်မီကြီးတော်တော်စောင့်နိုင်မှရှိတယ်ဗျာ။ ထင်းမို့ပဲလား PSG ရဲ့အစားကြကတင်းမို့လား PSG မှာထားပါတော့ world class player ရှိလားဆိုတော့ world class player ရှိတယ်ဒါပေမဲ့ PSG ရဲ့ world class လို့ပြောရတဲ့ဟာတွေကဘယ်လိုပြောရမလဲမပီတို့ဂျွန်ဗီနီစီယက်တို့ဘယ်လင်ဂန်တို့တမလမိုင်းယာမယ်တို့တမဆာကာတို့ဟိုထားပါအဲ့လိုမျိုးပြတကယ် world class အဆင့်မှာရှိနေတဲ့ကစားသမားတွေထက်ကျွန်တော်မြင်ဘယ်လိုပြောရမလဲသူတို့ရဲ့ဟိုကစားသမားတွေပဲတစ်စင်းနေနေပဲလားတကယ်အဲ့ဒီအဆင့်တော့မရဒါပေမဲ့သူတို့မှာအားတာချက်ကအောင်မြင်မှုကိုလိုချင်တဲ့ passion နဲ့ထင်းမိုးကနေပဲလားဒီနှစ်ခုရှိရသူဒီနေ့မှာ တင်းမောရဲ့ PSG မှာကျွန်တော်မြင်ရတာပါလေလို့ကျွန်တော်တို့ဒီ channel လေးမှာကြံနေတယ်ပေါ့အီတလီဘဒူးအင်တာမီလန်ဒါမျိုးပြောလို့ရတယ်ဗျာကျွန်တော်တို့စပိန်လာလီဂါရဲ့အဲ့လိုမျိုးဟိုအမော်ဆန်နဲ့ကစားပွဲပိုင်ရှင်ဘာစီလိုနာဒါမျိုးပြောလို့ရတယ်အာဆင်နယ်ကိုလည်းခိုင်မာတဲ့အသင်းမျိုးပြောလို့ရတယ် PSG ကကြတော့သူတို့ရဲ့နိုင်ငံပြည်တွင်းလိမှာအင်အားအကြီးဆုံးအသင်းဆိုတဲ့သူတို့ရဲ့ဂုဏ်ဘုတ်အဲ့ဒါကိုတောင်းရင်ရန်ယူတဲ့အောက်ကျွန်တော်ခံစားအဲ့ဒါဘယ်လိုလဲဆိုတော့ငါတို့ကဒီတင်းတင်းမှာအဲ့လိုမျိုးတကယ်လည်းအကောင်းဆုံးအသင်းကိုပြောလို့ရတယ်အကောင်းဆုံးအသင်းဆိုတဲ့အင်အားတစ်ခုနဲ့ဒီဆောက်လာတဲ့ဟာမျိုးဖြစ်တယ်သူတို့ channel လေးကန်တော့မှာသူတို့တခြားအသင်းတွေနဲ့ကန်လို့ရှိရင်သူတို့မှအဲ့ဒါမျိုးမြင်ရတယ်သူတို့ရဲ့ကစားဟန်ဟာအစရအဲ့လိုမျိုးသူတို့မပေါ့ဆဘူးကြက်တိတဲ့ဟိုကမဖြစ်ဘူးသူတို့ရေုံရေကန်တိုက်ပွဲဝင်နေအသင်းသားမားတွေကလည်းဒိဋ္ဌိကစားမားတွေမဟုတ်ဘူးသူတို့ယူလာတဲ့7ရောက်စာခွဲဝေတာတွေတောင်းသူတို့ကြည့်ဝင်သွားယူတယ်ဒါမျိုးကျွန်တော်တို့ဒီဘောက်ပွဲမှာလည်းအများကြီးကျွန်တော်တို့တေချာတွေ့ခဲ့ရတယ်ဟုတ်တယ်သူတို့ရဲ့တောင်းဝင်ကိုကြည့်ပြီးတော့သူတွေကကျွန်တော်တို့ရဲ့မိခင်ကလေးအတင်းအတွက်ခြေစွမ်းပြပြီးတော့ကျွန်တော်တို့ဒီယာဒီဖေးတင်းကနေပါရောပါအောင်မြင်မှုတွေစုပူပေါင်းနေတယ်ကျွန်တော်တို့အာဆင်နယ်တော့ဒုတိယလူဖြစ်နေမမြင်နေတာတော့စိတ်ရင်းမှန်ပါဆိုတော့ဒီလိုလေးတမဥရောပစစ်မြေပြင်ကိုကျွန်တော်တို့ပြင်သစ်ပြင်သစ်နိုင်ငံရဲ့ PSG တင်ထွက်လိုက်တာပဲလားငါတို့နိုင်ငံကုံဆောင်ရဲ့ဥရောပစစ်မြေပြင်မှာမင်းတို့အကုန်လုံးကိုနိုင်အောင်တိုက်ခဲဆိုတဲ့ဟာမျိုးပဲလားဆိုတော့ကျွန်တော်လက်ရှိတော့အာဆင်နယ်မဟုတ်အာဆင်နယ်မဟုတ်ဒါပေမဲ့လက်ရှိဒေါ်လာရေးမှာပဲကျွန်တော်တို့ကစစ်ကောင်စီကိုတိုက်နေဆီယနာရှင်ကိုဖြုတ်ချနေပဲလားဖြုတ်ချကျွန်တော်ဟုတ်ပြီကျွန်တော်တို့ကမိတို့ပြည်ဆိုစီခါမှုပေါ့နော်ကျွန်တော်တို့ဟိုဒေါ်လာရေးမှာကျွန်တော်တို့မျိုးသားညီညွတ်ရေးအစိုးရရှိရပဲလားဆိုတော့မျိုးသားညီညွတ်ရေးအစိုးရအနေနဲ့တကယ်ကိုတော်လန်ရေးလိုမျိုးဟိုပြောရမယ်အောင်နိုင်ခြင်းနဲ့ passion ရှိဖို့လိုတယ်အဲ့မှာရှိနေတဲ့ player တွေကလည်း team 1မိမိနဲ့အခြေချမိမိနဲ့ကစားဖို့လိုတယ်ဒါမျိုးပေါ့နော်ဆိုတော့ဒါမျိုးရှိမှကျွန်တော်တို့ကအောင်မြင်မှုစီကိုအမြန်အောင်ရောက်မှာပေါ့ဗျာဆိုတော့နောက်ဆုံးပိတ်နေပြောရရင်တော့ဒီနေ့ပီးမြားလိအသင်းတွေကျွန်တော်တို့သူပလားတွေအောင်မြင်မှုတွေနဲ့ဘယ်အသင်းတွေစုခူးသွားမလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့ယာစီကုန်ထိရင်ခုန်ကြမယ်ထို့တူပဲကျွန်တော်တို့တော်လန်ရေးမှာလည်းကျွန်တော်တို့ရဲ့ဘယ်အင်အားစုတွေအစုအဖွဲ့တွေကနေပြီးတော့ကျွန်တော်ဘယ်နယ်မြေတွေကိုတိမ့်ပြီးတော့ကျွန်တော်တို့ဘယ်မျိုးတွေကိုတိမ့်ပြီးတော့အောင်မြင်မှုတွေစုခူးသွားမလဲအောင်မြင်မှုတွေကျွန်တော်တို့ထိန်းထားမလဲပေါ့နော်ကျွန်တော်စစ်ကောင်စီကိုတိုင်ရင်းနဲ့ဘယ်လောက်ထိအောင်မြင်မှုရမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ကြမယ်ဒါပေမဲ့ကျွန်တော်နိုင်ငံကအခုချိန်မှာတော့ဟိုအထူးထူးကြက်တယ်နော်အထူးထူးကြက်တယ်လည်းကြုံနေရတယ်ကျွန်တော်တို့ဆီယနာရှင်ကိုလည်းတိုက်ထုတ်နေရတယ်ရေတွေမီးတွေလည်းကျွန်တော်အခက်အခဲရှိနေချိန်မှာဘောလုံးချစ်တဲ့ပြည်သက်တွေကအများကြီးရှိသေးတာပေါ့နော်ဆိုတော့ကျတော့အားလုံးလည်းအဆင်ပြေကြပါစေကျွန်တော်တို့အဆင်ပြေကြပါစေလို့ကျွန်တော်တို့ကိုရိုက်များအစီအစဉ်ကနေပြီးတော့လည်း Rangon Radio ဝိုင်းတော်သားတွေအားလုံးကဆူတောင်းပေးပါတယ်ပေါ့ဆိုတော့ကျွန်တော်တို့ Rangon Radio ရဲ့ကျွန်တော်တို့ပြန်လည်တင်ဆက်တဲ့အစီအစဉ်ဖြစ်တယ်ပေါ့နော်ဆိုတော့ကျတော့ကြည့်ရှုပေးတဲ့ပရိသတ်တယောက်ချင်းစီကျွန်တော်တို့ဒေါ်လာရဲဘော်တယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ဟိုဒီထက်မကပိုကောင်းတဲ့ကျွန်တော်တို့အစီအစဉ်တွေနဲ့ကျွန်တော် Rangon Radio ကနေလာဖို့လည်းရှိပါတယ်ပြီးတော့ကျွန်တော်တို့ပရိသတ်တွေစီကိုအမြဲတမ်းကျွန်တော်တို့တင်ဆက်နေနိုင်အောင်ကျွန်တော်တို့စူးစမ်းနေပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ဒါကတော့ဂိုးရိုင်များအစီအစဉ်ကိုကျမတို့တင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ရှင်နောက်ပတ်တွင်မှာလည်းဂိုးရိုင်များအစီအစဉ်ကိုဆက်လက်တင်ဆက်သွားမှာမို့ဘောလုံးဖန်ပရိသတ်တို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်ဘာလို့နေရလဲကန်လိုက်တော့လေ